ပတ်ကောက်သွားပြီးတော့မြေကြီးပေါ်တာတော့အလှပြစ်တာတွေကြတော့မေးစရာတွေရှိတယ်ပေါ့အပြစ်မှတော့လုပ်လို့ရတယ်ဆိုလိုတာကဘဝကြီးတစ်ခုတော့လုပ်လို့မရနော်အဓိက origin ကိုပြောတာ origin မှာကိုလုပ်တာပဲဖြစ်တယ်သူများလုပ်တာလောကမရှိဘူးလို့ပြောတာတော့ဟုတ်ဘူးနော်ကိုယ်အရင်ကပဒနာဖြစ်တယ်ဝါမလာဖို့ပါဖို့ကိုယ်ပဲလုပ်တာအယုတ်ဆိုကြည်တတ်တဲ့ဆိုတော့ကိုယ်ပဲလုပ်တာဘဝမှာစိတ်ရဲ့ဥစ္စာထွေဝါချမ်းသာတယ်ဆိုတော့လည်းကိုယ်ပဲလုပ်တာဆင်းရဲမွဲတေးတယ်ဆိုတော့လည်းကိုယ်ပဲလုပ်တာအသက်ရှိတယ်ဆိုတော့လည်းကိုယ်ပဲလုပ်တယ်အနာကင်းတယ်ဆိုတော့လည်းကိုယ်ပဲလုပ်တယ်ယောဂများတဲ့အသက်တို့ကိုယ်ပဲလုပ်တာဒီပညာခေါ်ပါတယ်ဆိုတော့လည်းကိုယ်ပဲလုပ်တာဒီပညာရှိတယ်ဆိုတော့ကိုယ်မလုပ်ဘဲနဲ့ဘာမှမဖြစ်ဘူးလို့ပြောတာကျင့်တတ်ကြတော့အာယုစာတွေကြတော့ဘုရားသခင်ရဲ့လူတော်ကြကိုယ်လို့မရစေစင်ကကိုယ်သဘောကြမှာညာသဘောကြမှာကိုယ်လာရသူများသဘောကြမှာကိုယ်စိစိတ်ကြွယ်ဝသူများသဘောကြမှာကိုယ်အပြည့်ကြရမယ်ဆိုတော့ဒီတော့လူတယောက်သူများရဲ့ကြည်ကြုံဖြစ်မသွားဘူးလားကိုလို့လို့မရဘူးဘုန်းကြီးတို့ကတော့ကိုဆုံးဖြတ်ပိုင်ခွင့်ရှိတာပို့ကျင်တတ်တယ်ကိုလို့ချင်လူတွေပြောကြတယ်ပေါ့အောက်ကြတဲ့ကွန်လူရဲ့ချုံမှာဆိုတဲ့စကားဒီကိုတော့ကျဲကိုတော့ဆွနိုင်တယ်ဆိုတော့ကိုတို့ကျတာဘာလို့လို့ရအဲ့ဒါကျင့်တယ်နော်ကိုမလို့လို့ကိုမရတာလဲဝမ်းမနေနဲ့အဲ့တော့အရာကတဲ့ဟာကိုလည်းတည်းမှာရှိတယ်ဆိုတာသစ္စာပြဩရာအတ္တယိအတ္တနောနာဘလို့ကျင့်တတ်ကိုဘွားသူများအတ္တရယ်ဆိုတာ